这一天，慈济志工用行动书写动人的篇章。志工挥洒的每一滴汗水，就为了这庄严法会。ဒီမိန်တော်အိမ်အောင်ရှင်မတွေကလည်းဆရာကြီးဖျားတာဒီနေကနေမထွက်သွားဘူးအဲ့လိုဆိုလို့ရှိရင်တပည့်တော်မှာတော့အကုန်လုံးဆရာကြီးဖျားလုတ်ချင်တဲ့ဒီဆန္ဒအတိုင်းအားလုံးပါဝင်ပြီးတော့ကိုကြီးပါဝင်ပါမယ်ဆိုပြီးတော့ပြန်လျှောက်တယ်ရှင်အဲ့ဒါနဲ့巴利语经文回荡空中，精致摆盘的物资化作最虔诚的供养。ဖြစ်ပါတယ်အခုပြတ်သွားတဲ့ကာလာကြီးခါမှာဆရာလေးတွေကဘယ်ကိုမှလည်းစွန့်ဆန်ခံကြွလို့မဖြစ်ပါဘူးဘာလို့ဆိုတော့ကိုယ့်ရဲ့တရားဓမ္မတွေအားလုံးတွေ့ကြုံနေရတဲ့အခက်အခဲကကိုယ့်တဲ့တောင်းမှတချို့တာလွန်ပြီးတော့ဒုက္ခဖြစ်နေရတာတွေကိုဒီပြောလို့တွေ့မြင်သိရပါတယ်အခုဆိုရင်စံနေစီတွေအမိုးအကာတွေစသည်ပေါ့အခင်းတွေပြည့်ပြည့်စုံစုံအခုလိုလူရန်ရဲ့ဟာကရေရဲ့အသက်ကသူများရှိလူကြတမနဲ့ပါရေများမတော့ရတော့ဘူးဆိုရင်တမနဲ့တော့ကိုယ့်ရဲ့ဟာလာဟိုဇာမှာပေါ့နော်ဝမ်းမှာရေမတော့ရဘူးဆိုရင်အရန်အလိုနေရတာခက်ခဲတဲ့စားလောင်းတွေပေါ့ဒါလည်းတစ်ချက်တင်ပြဒီတိုင်းအခုအဲ့ဒီကိစ္စတွေအားလုံးကိုပြည့်တင်းဖို့ရအားလုံးဖြည့်ဆည်းပြီးတဲ့သဘောမျိုးနဲ့ဖြည့်ဆည်းပြီးလူဒန်းတဲ့သဘောနဲ့ယခုလိုဒီလိုလိုဤလာရှင်တွေဆရာတော်တွေအားလုံးလူဒီပါမကြမ်းပေးကလူဒန်းနဲ့ဒီအဖွဲ့ကြီးကိုလည်းပဲရှေးဥစွာအားလုံးရဲ့ကိုစားအလွန်ကျေးဇူးနဲ့တင်ပါတယ်မေတ္တာလည်းထားပါတယ်ဆိုတာကိုဖွားဖွားကရှေးဥစွာပြောလိုပါတယ်一袋袋大米，一张张福慧床，代表慈济志工把爱与祝福送到寺院。慈济正在六大原则：直接、重点、尊重、务实、感恩、及时。只要走得到的地方，爱就要抵达。အခုလိုမျိုးဆရာကြီးကဦးစီးပြီးတော့ခေါင်းဆောင်ပြီးတော့ဆရာလေးတို့ဒီဗုဒ္ဓဘာသာအနေနဲ့ပေါ့နော်လှူပေးတယ်ပေါ့နော်ဆိုတော့ဝမ်းမယဝမ်းသာလှူပေးတယ်ဆိုတော့ဆရာလေးတို့ဖွဲ့ရလဲဒီဆရာကြီးကိုပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဆရာကြီးလိုပဲမှတ်ပြီးတော့ဝမ်းသာတယ်ဝမ်းမြောက်တယ်ပေါ့နော်အဲ့လိုမျိုးတွေခံစားလိုလေးမြင်လဲဆိုတော့ဒီလိုတီထောင်ခဲ့တာစားလုံးရေးစားပြီးတော့ခက်ခက်တီထောင်ခဲ့ပါလားဆိုတော့ဆရာလေးတို့ကခုံပြီးပဲဝမ်းမြောက်တယ်လေအဲ့လိုမျိုးသာဓုတွေလည်းအကျဉ်းချင်းခေါ်တယ်ပေါ့ဆရာလေးတို့လည်းငငယ်လေးကနေပြီးတော့စူးစမ်းခဲ့ရတာပေါ့နော်ဒီလိုဖြစ်အောင်ဒီလိုတိုက်တာပိုင်ရှင်တွေဆရာကြီးတွေဖြစ်အောင်လို့ပွဲတွေနဲ့ထက်နဲ့အဲ့လိုမျိုးပေါ့နော်စာတွေအများကြီးတက်ခဲ့ပြီးတော့စာသင်တိုင်းမှာနေခဲ့ပြီးတော့အဲ့လိုစူးစမ်းခဲ့ရတာဆိုတော့လေအဲ့လိုမျိုးအဲ့ဆရာကြီးရဲ့ဘဝနဲ့ဆရာလေးတို့ဘဝနဲ့ထပ်တူကြပါလားဆိုပြီးတော့ပေါ့အဲ့လိုမျိုးတွေစိတ်တွေကထင်ခဲ့မိတယ်အဲ့လိုလွယ်လွယ်ကူကူနဲ့မဖြစ်ခဲ့ဘူးပေါ့နော်ခက်ခက်နဲ့ဒီလိုစူးစမ်းခဲ့တယ်ဆိုပြီးတော့အဲ့လိုမျိုးခြားတွေကနေပြီးတော့ဆရာလေးတို့လည်းဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဗျထပ်တူထပ်မြခံစားရတယ်နော်မြန်မာပြည်သူပြည်သားများ၏ဖိတ်လန့်ပူပန်နေသောစိတ်များကိုဖြည့်သိမ့်ပေးကမကြာမီပုံမှန်လူနေမှုဘဝသို့ပြန်လည်ရောက်ရှိရန်မျှော်လင့်ပါသည်ထို့အတူကမ္ဘာတဝန်းရှိ慈济အဖွဲ့ဝင်အားလုံးကိုမေတ္တာဓာတ်ဤအားဖြင့်မြန်မာနိုင်ငံအတွက်ဆုတောင်းပေးရန်ကမ္ဘာကြီးအတွက်ကောင်းချီးများပေးရန်တိုက်တွန်းလိုပါသည်发放尾声，突降大雨，志工们加快脚步完成最后搬运。纵然天雨阻隔，志工明日将继续未尽的供养，让每一张福慧床都带着阳光的温暖送达。